6နာရီအဲ့တော့ အဲ့တော့ 6နာရီခွဲအဲ့တော့ အဲ့တော့ပဲ 9နာရီအဲ့တော့ပဲ အဲ့နေတော့ပဲ 9နာရီခွဲအဲ့ဒီတော့အဲ့ဒီလိုပဲ ကလေးနေ 7နာရီအဲ့တော့ပဲ Okay. ကလေးရေမှုထုတ်ပြီး 7နာရီခွဲလိုတော့လိုပဲအဲ့မှာကျမဖုန်းသုံးနေတယ် သမင်းနဲ့ချက်နေ 9နာရီလိုပြီ Finally! ရေချိုးနေပြီ ခုမှလိုအရေးကြွားလာလုံးရောက်ပြီလား ပတ်တင်အောင် အမှန်ပဲ9နာရီခွဲပြင်ဆင်နေပြီရုံရောက်တော့မယ် အခုလည်းနေရုံးမရောက်သေးဘူး ရောက်တော့ပါလေကျေးဇူးတင်ပါတယ်လို့10နာရီရုံရောက်ပြီးမှဆက်နေဆိုလို့ရှိရင် မနက်စာစားတာ What the fuck? ဒါကြီးတွေရုံရောက်သိနေပြီလေ ဒါမှပါ 10နာရီခွဲအမအဲ့ဒီဆိုအလုပ်ဆောင်လုပ်နေပြီ Wow. ရုံးရင်းကြီးတွေပါလဲနေ ဟဲ့ တော့လာပါလေ 7နာရီအလုပ်လုပ်နေတော့ပဲရှိသေးတယ်အလုပ်တအားများနေပြီဖြစ်သွားပြီ ရုံးလာလေ အခုမှလာလို့ရရပေါ့ ဟုတ်တော့ပါ 7နာရီခွဲမသမီးစားလို့မှပြင်ဆင်နေ ရုံးရောက် သူများသမီးစားတဲ့ချိန်မှာရုံရောက်7နာရီသမီးစားပြီ ကော်ဖီတောက်တယ် သမီးစားပြီလား ခုနမှစားလာ 7ခွဲသမီးစားလို့ပြီးသွားပြီနားကြည့်အောင် အလုပ်စားလို့ ဟုတ်နော်တနာရီအလုပ်ပြန်လို့တော့မယ်ရာနေတော့ အလုပ်လုပ်နေ သူစားလို့ပြီပေါ့နော်တနာရီခွဲအလုပ်ပြန်ဝင်ပါပြီ နေ့လေသာစားဖို့ပြင်နေ ဟုတ်နော်တနာရီအလုပ်စားလုံးနေပြီပေါ့နော်တအားအလုပ်ညာနေအချိန်ရောက်သွားတယ်မှာ နေ့သာစားပြီးခဏ relax ပြန်လာတဲ့ချိန်ရောက်သွားပြီ တာပေါ့ တနာရီခွဲအလုပ်လုပ်တော့ ရုံးလေးရလူတွေနဲ့စကားပတ်ပြီး အားစားရဆိုတာ တွေ့နေရတယ် ဒီနေ့ပါနော်3နာရီ3နာရီဆိုလည်းနားလို့မှာ အလုပ်စားလို့ 3နာရီခွဲ3နာရီခွဲဆိုပြန်စားလောက်ပြီအလုပ် အလုပ်လုပ်နေ 4နာရီအလုပ်စားလုပ်နေတော့အလုပ်လုပ်နေတော့ရှိပြီ ရုံးစင်းမပြင်နေ ရုပ်ရှင်တော့မှာလား အဲ့တော့မှ 4နာရီခွဲအဲ့ဆိုတော့အမလည်းရုပ်ရှင်ကိုပြင်နေရဖြစ်ပါလိမ့်ခြားရောက် Okay. ကားပေါ်တက်နေပြဖို့ ကားဘယ်ဟာသေးဘူးလေငါးလေးဆိုမှရုပ်ရှင်ပါလေ စင်ပါပါ ဖြစ်စီပါဘူးလားမ9နာရီ9လေးဆိုလို့ရှိရင်ရုပ်ရှင်ပါပြီ ready လုပ်နေပါပြီရုပ်ရှင်ဖို့ ပြစ်စီပိုးတဲ့အလုပ်လုပ်နေ ရုပ်ရှင်သွားရင်မဟုတ်ဘူးလားအော်ဖြစ်စီပါဘူးလို့ပဲဖြစ်ပြီ9နာရီခွဲအဲ့ရောက်သွားပြီ ကစတမာရောက်နေ ဖြစ်စီပါဘူးပါဖြစ်စီဒီချိန်ဖြစ်စီဖို့ရလားအော်6နာရီအဲ့ရောက်ပြီးတော့အဲ့ဒီစားပြီးတော့အဲ့ဒါအေး အိမ်ပြန်နေ Oh